အားလုံးပဲမင်္ဂလာပါကျွန်တော်ဒီနေ့မိတ်ဆက်ပေးနေတာတော့ဒီခန်းလေးမှာကျွန်တော်တို့ဆက်ရက်လုပ်ထားတဲ့ Sinu MPS 300ရဲ့ audio conference လေးအကြောင်းကျွန်တော်တစ်ချက်ရှင်းပြပေးချင်ပါတယ်ဟုတ်ကဲ့ကျွန်တော်ဒီမှာဆက်လက်လုပ်ထားတဲ့ Sinu MPS 300နဲ့ဒီ AM0606 ဆိုတဲ့ Sinu ကပဲထုတ်တဲ့ကျွန်တော်ဒီ audio metric processor လေးနဲ့ဒီထိတ်ဆက်ထားဖို့အကြောင်းလေးကျွန်တော်တစ်ချက်ဒီတိုင်းဖန်လေးနဲ့ကျွန်တော်ရှင်းပြပေးခြင်းတယ်ပထမဆုံးအနေနဲ့ကျွန်တော်ဒီ Sinu mic တွေ Sinu MPS 300 mic တွေကိုဒီ control unit main control unit ကိုကျွန်တော်တို့ကဒီ cable နဲ့တွားထားတယ်တွားထားပြီးတော့ဒီ control unit ရဲ့ output ကနေပြီးတော့ကျွန်တော်တို့ကဒီ AM0606 ဆိုတဲ့ audio metric processor တွေကိုကျွန်တော်တစ်ချက်ဝင်ထားတယ်ဝင်သွားပြီးဒီ metric processor ကနေ output ကနေပဲကျွန်တော်တို့ဒီ existing ရှိပြီးသား sound system ဒါမှမဟုတ်ရင်ကျွန်တော်တို့ဒီactive speaker လို့ passive speaker လို့ဒီလိုမျိုးတွေကိုကျွန်တော်တို့ကဒီ audio source ခုအနေနဲ့အတန်းထောက်အောင်ကျွန်တော်တို့ကထုတ်ထားပေးလို့ရတယ်တကယ်လို့မှကျွန်တော်တို့ online အတွက်ပါသုံးကျင်တယ် offline အတွက်ပဲမဟုတ် online အတွက်ပါသုံးကျင်တယ်ဆိုတော့ဒီ Sinu AM0606 ဆိုတဲ့ဒီ metric processor လေးကနေပြီး USB တချိုးနဲ့ကျွန်တော်တို့ online တက်မဲ့ laptop ကိုလာလိုက်မယ်ဆိုရင်ကျွန်တော်တို့ကဒီကျွန်တော်တို့ရဲ့ဒီ MPS 300ရဲ့ conference အတန်း offline မှာလည်းကြားရတယ်လို့ online မှာလည်းအတန်းကိုကြည့်ချင်လည်းကြားရမှာဖြစ်တယ်တကယ်လို့မှဒီထက်ကိုမှကျွန်တော်တို့ကပို့ပြီးတော့ integrated ဖြစ်ချင်တယ်ပို့ပြီးတော့ဒီ tracking တွေ camera နဲ့ tracking တွေပါလုပ်ချင်တယ်ဆိုရင်တော့ဒီ Sinu MPS 300နဲ့ဒီကျွန်တော်တို့အခုလက်ရှိသုံးထားရတော့ CAM520 Pro 3ပေါ့ CAM520 Pro 3နဲ့ကိုကျွန်တော်တို့က tracking system အတွက်ဆိုရင် RS222 cable နဲ့ကျွန်တော်တို့ကဒီ MPS 300ကိုကျွန်တော်တို့ကလာပြီးတော့ဆက်သွယ်ရမယ်ဆက်သွယ်ပြီးတော့လည်းဒီ MPS ဒီ CAM520 Pro 3ရဲ့ USB ကနေပြီးတော့ camera source အတွက်ဆိုရင်ဒီ online laptop ကိုပဲ USB တချိုးလာရမယ်အဲဆိုရင်ကျွန်တော်တို့ကဒီ AM06 ကနေ audio USB တချိုး camera USB တချိုးနဲ့ကျွန်တော်ဒါဆိုရင်တော့ကျွန်တော်တို့ကဒီ online ကော offline အတွက်ကော tracking system အတွက်ကျွန်တော်ရသွားပြီဖြစ်ပါတယ်တော့ခုနကတော့ဒီခန်းမှာကျွန်တော်ဆက်လက်လုပ်ထားတဲ့ Sinu MPS 300နဲ့ဒီ Sinu ရဲ့ AM0606 ဆိုတဲ့ audio metric processor နဲ့ online ကော offline ကောအသုံးပြုလို့ရမယ် tracking system အကြောင်းကိုကျွန်တော်ရှင်းပြပေးခဲ့တာအခုလက်ရှိမှာကျွန်တော်ထပ်ပြီးတော့ရှင်းပြပေးနေတာကျွန်တော် Sinu MPS 300ရဲ့ဒီအလုပ်လုပ်ဆောင်နိုင်ပုံနဲ့သူ့ကိုဘယ်နေရာတွေမှာဘယ်လိုမျိုးအသုံးချနိုင်မလဲဆိုတဲ့အကြောင်းအရာတွေကျွန်တော်တစ်ချက်ရှင်းပြပေးနေပါတယ်ဒီ Sinu MPS 300ကမိုက်ချောင်းရည်အတွက်90ကုန်လုံးအထိအများဆုံးအသုံးပြုနိုင်တာဖြစ်တဲ့အတွက် corporate meeting လိုမျိုး meeting အကြီးတွေမှာအသုံးပြုဖို့အတွက်အကြံပေးနေပါတယ်Sinu MPS 300ကဆိုရင် user တွေအတွက်လည်းအသုံးပြုရလွယ်ကူလို့ဈေးနှုန်းရလည်းအရန်ကိုတက်တဲ့အတွက်လူကြီးမင်းတို့ရဲ့ corporate meeting လိုမျိုး meeting အကြီးတွေမှာအသုံးပြုဖို့အတွက်တိုက်တွန်းနေပါတယ်အားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာ